အခုမြင်နေရတာတော့ရောရဲ့မြစ်တာမြစ်ပေါ့ဗျာမြန်မာပြည်မှာပြောင်းပြန်စီတဲ့မြစ်တာလို့တာပြောတာပါဗျာချောင်းသာသားရှိတာပါဒီထိရအောင်ကိုတော်တော်လေးကိုပြင်ပန်းပန်းခက်ခဲနဲ့လာခဲ့ရတာပေါ့ရောနေစီတစ်ခေါက်လာခဲ့ပြီပေါ့ဗျာအဲ့တော့ဆေးကြီးတော့တစ်ဖြတ်ဆေးကြီးတော့လို့ပြောတယ်ပြင်နာမည်ဆေးကျဲတော့ကွာကြီးရပင်းနောက်ထုတ်ပြင်းနဲ့ကျဲတာအဲ့ဒီအဆင်းရင်အခုနေရာဆွဲလွဲကိုရောက်တယ်မိုးတွေရွာတော့ကားရှိစမောင်းလို့မရသေးတော့ဆွဲလွဲမှာပဲရနေနေနေလိုက်ရပါတယ်တပြီးတော့မိုးချင်းနေလေးကြည့်ပြီးတော့လမ်းချင်းနေကြည့်ပြီးတော့ကားကိုရွေ့ရသလောက်ရွေ့တယ်ပေါ့ဗျာအရာနေထောက်တစ်ချက်ရှိုးနည်းနည်းထက်ရွေတယ်ဝီးဆွဲရပါတယ်ကိုကြီးမင်းခွာလိုက်မင်းဆိုရရောက်ကနေရစီရလေးတစ်ဆောင်မှာကျွန်တော်တို့နားခူရတယ်ရွာရောက်နေခုကားနဲ့ဒီလိုတွေလမ်းတွေမှာသွားနေရတော့မှဇရက်တွေရဲ့ရေးပါမှုကိုသိမြင်လာရတယ်ပေါ့ဗျာဒီခေတ်ဒီနေထားမှာတောင်မှပဲဇရက်ကဒီလောက်ရေးပါတယ်ဆိုရင်အရင်ချေရှင်ရှောက်ရတဲ့ခေတ်တွေလဲခေတ်တွေမြင်းနေခေတ်တွေတုန်းကဆိုရင်ဇရက်တစ်ဆောင်ရဲ့အသုံးဝင်မှုဟာဖိုးမဖြတ်နိုင်တော့ကျေးဇူးကြီးမားခဲ့ပါလိမ့်မယ်ဇရက်အလူရှင်များကိုလည်းကျေးဇူးတင်ဂုဏ်ပြုမိပါတယ်ခင်ဗျာတက်ထိုင်ကြပါလားသူတက်ဆေးရောက်ဒါတော့ဆိုပြားဝီးစီယာကိုကျော်မင်းထွန်းအိမ်မှာသူကျေးဇူးနဲ့သူရွာမှာကားရေလဲအောင်ဘူးလေးကိုပိန်ရခေတို့ပေးပါတယ်ဒီစီယာကိုပိန်မှာမိုးကြမှာဆိုလို့ဆိုပြားနေစမောင်းပါတယ်ဒီမှာကျွန်တော်ဟိုရင်လုံးမချောနိုင်သေးလို့ပြန်ချောအောင်လုပ်ရမယ်အနေထားပါယောဟိုရှိရတာလမ်းဆိုင်မဟုတ်ပါဘူးဗျာကားသမားတွေပေါ့ကိုလမ်းပြင်ပြီးတော့ရတာပေါ့ဒီပါလမ်းကွဲတော့ဝချီပါလမ်းကွဲမြေကမြင်နေရတာကြိုက်တော့ဘူးလို့မှားတယ်ထင်ရပြီလေလို့ဘောကြိုးလေးပဲတင်းတယ်အဲ့တော့ကြိုက်တော့လေးရခါမယ်ကားကကြွမလာပဲမြေကြီးတွေကိုကြိုက်ကြုံသွားခြင်းဒါကိုအဆင်ပြေအောင်ကြုံလို့ဖြည့်ရှင်းတော့ပေါ့ဒီကတွေ့နေခုကားရောနဲ့မင်းမလားရှင်းမနာပေါ့ဟာမလုပ်တော့ဖုန်းလာမို့လား
ပြုံးတယ်ဟုတ်ပါ လိုဘင်းလေးချိန်ပြီးတော့တဲ့အခါမှာနည်းနည်းလေးမောင်းပါတယ်နည်းနည်းလေးမောင်းပြီးတော့ပုတ်ကိုယုံပါတယ်ပုတ်ကိုယုံပြီးတဲ့အခါမှာ CRM ကကျိုးသွားပါတယ်အဲ့ရောညအိတ်လိုက်ကြပါတယ်ခင်ဗျာ ဒါ6ပင်6ပင်မှာအုတ်တိတိတာမြင်ဘူးလားဟမ် ဒီ6မိနစ်မောင်းနေတယ်ဘာလဲမလို့လေးနဲ့ပြေးနေနော်ဒါမှမရှိရ ဒါကြီးကြီးပဲရှိတယ် ရောက်ပါစေရောက် ဒါတော့မှုခင်းပေါ့ဗျာလုံးဝလက်လက်ဆက်ဆက် ခကြံပါလေ မှုခင်း ဒါပဲစိတ်ပဲ ဒါလက်ဖက်တော့ဒါကချမောင်ကျော်ချမောင်ကျော်လေးညီမိတို့ပြပါချမောင်ကျော်လေးမိတို့ပြဒါမောင်ချမ်းမြေရဲ့လက်ရလေးတွေဗျာဟမ်လက်ဖက်တော့ကလည်းမောင်ချမ်းမြေလက်ရတယ်ဗျာမိုးကျော်ကဘူးလက်ရတော့ဘယ်မိုင်းတော့အာမိုးကျော်ကတော့မမကျူရဲ့လက်ရပါတယ်ဗျာမမကျူအကြီးနဲ့ချက်တဲ့ပထမဦးဆုံးဟင်းလို့ပြောရင်လည်းမမပါဘူးဗျာ စီနိုကျိုနေပါမင်းကမင်းတစ်ချက်ဆိုကြတယ်နားနဲ့တစ်ပုတ်ငါရတဲ့ချင်းလေးဆိုပြမယ်လွမ်းနဲ့အဖေ ကိုစီတို့ကဇီးပြားမှာနေခဲ့ပြီးတော့ကျွန်တော်တို့ကဇဟောကိုရောက်လာပါပြီဘယ်နည်းမှမကြသေးဘူးဇီးပြားကနေလွမ်းလို့ဆိုပြီးဒါခုမှရောက်လာတဲ့ဘောရှော့ဆရာပေါ့ဆရာကြီးစီကိုစီပါ တောက်တူမင်းစိတ်ချမ်းသာဖို့ဆိုရရဆွလို့ရပါတယ်မင်းစိတ်ချမ်းသာဖို့ဆိုရရတဲ့ဒီရှိတယ်ဒီချစ်ကူတဲ့ကိုရင်ဆိုင်ရရှင်တန်ခြင်းရဲ့ဒီပဲပေါ်ဆောင်တာမင်းမဲမင်းချစ်တွေနဲ့ဆိုကဘာပြီးပြေဆုံးနေမင်းဖြစ်ဒီမို့တိုင်းနဲ့မလာကဘာထိတမ်းမဲ့ဒီဘဝတစ်ခုတည်းပိုင်ဆိုင်ကိုဘေးကွယ်မင်းလေးရှိရင်ဒီပြောပြီးချစ်ရဲ့ကိုလိုချင်တာမင်းပြုံးမင်းမျက်နှာမင်းစိတ်ချမ်းသာဖို့သာအဓိကအရောက်ဆုံးဘူးလို့အသွေးတွေပျော်မြူတာကြွေရောက်လေးများပြေဆုံးမင်းရှိမင်းများများမင်းတယောက်တည်းကိုချစ်တာမင်းတယောက်ကိုသာမျက်လုံးသာမင်းရှိမှအတိတ်ပဲတွေရှိတယ်မင်းရှိမှမနဲ့ပြန်တွေရှိတယ်ကိုနာကဟာမင်းပါ